နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ရဲ့အဓိက main ကြတဲ့ stretcher ဖြစ်တယ်အဲ့ဒီ stretcher ဟာဆိုလို့ရှိရင်လူတွေတော်တော်များများဒီ stretcher ထက်အဓိကကျွန်တော်တို့ဒီအိမ်လေးလာဖို့အိမ်လေးမိုက်ဖို့ကြွားဖို့အတွက်ကိုအဓိကစိတ်ကကျွန်တော်တို့ရဲ့စိတ်မှာအဓိကပို့ပြီးတော့ထားတတ်ကြတယ်ညာတော့အဖြစ်အဓိကဒီကျွန်တော်တို့ရဲ့တန်ဖိုးထားမှုနဲ့အဲ့ဒီဟာနဲ့ stretcher နဲ့သွားမချိတ်မိတဲ့အချိန်မှာအဓိကဒီငလျင်ကြီးမှာဖြစ်ပွားတာလို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ case study နဲ့ရှင်းပြီးတော့သုံးတတ်ပါတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီတဘာဝဘေးအန္တရာယ်အတွက်တန်ဖိုးထားမှုထည့်ထားတယ်ဆိုရင် structure ဆဲတဲ့ချိန်မှာအဲ့ဒီတန်ဖိုးထားမှုဒီ structure ထဲမှာပါမယ်တန်ဖိုးထားမှုထဲမှာ share value ထဲမှာအဲ့ဒီဟာမပါဘူးဆိုလို့ရှိရင် structure ထဲမှာတေချာပေါက်တာမပါဘူးအဲ့မပါလာဘူးဆို structure မခိုင်ဘူးဆိုလို့ရှိရင်တေချာတဲ့ system ကလည်းကျလာမှာမဟုတ်အဲ့ဆို stretcher ကိုသွားမယ် stretcher ကိုသွားမယ်ဆိုလို့ရှိရင် stretcher ကိုဆွဲတဲ့အချိန်မှာခုနကကျွန်တော် scale ရှိတဲ့ဆရာတွေနဲ့ပညာရှင်တွေနဲ့ကျွန်တော်တို့ရွေးချယ်တယ်ဒါဆိုရင်သူတို့ကညွန်ပြပြီဘယ်မြေမှာလုံးမှာလဲဘာပြီးရင်ဘာလုပ်ရမလဲမြေအရင် swipe တဲ့အရင်ဆန်းရမယ်မြေရဲ့မြေစီလွာရဲ့ quality ပေါ်မူတည်ပြီးမှဘယ်လိုအဆောက်အဦဆဲတဲ့ချင်းတွင်တောင်မြေရဲ့ quality ပေါ်မူတည်ပြီးမှအဆောက်အဦရဲ့သူ့ရဲ့ structure design ကမတူဘူးဆဲတဲ့ချင်းတူတယ်တပုံစံနဲ့တူတယ်ဆိုရင်တော့မှအဆောက်အဦချင်းမတူဘူးဥပမာမန်လေးမှာ10တက်ရှိတဲ့အဆောက်အဦရဲ့ရန်ကုန်မှာ10တက်ရှိတဲ့အဆောက်အဦရဲ့အပြင်ပန်းကျင့်တပုံစံနဲ့တူရင်တူလိုက်မယ်ဒါပေမဲ့တေချာတဲ့ structure မတူဘူးမန်လေးမှာ3000နဲ့စောက်တဲ့10တက်ဆိုလို့ရှိရင်ရန်ကုန်မှာတေချာတဲ့3400တော့1000ခွဲတော့ဖြစ်လိုက်အော် sorry မှာတော့ကြောင်းရင်ဖြစ်သွားတယ်အမှန်လေးမှာ3000ခွဲ3400ဖြစ်တဲ့10တက်တိုက်တပုံစံနဲ့ဆိုရင်ရန်ကုန်မှာ1000တန်လောက်ပဲကုန်ကြလိုက်မယ်ဘာလို့လဲလို့ပြောရင်အတွင်းထဲက structure ဘိုင်းတွေကွာသွားလို့ဘာလို့ကွာလဲလို့ပြောလို့ရှိရင်အတွင်းထဲကမြေလွာရဲ့ quality ပေါ်မူတည်ပြီးကျတဲ့ zone ပေါ်မူတည်ပြီးမှ structure ကိုသူတို့ဒီဆွဲခြင်းဖြစ်တယ်ဒါကလည်းကျွန်တော်ပညာရှင်တွေ share ပေးတဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးခြင်းဖြစ်တယ်ကျွန်တော်ကဒီဘက်ပိုင်းမှာအဓိကကျွမ်းကျင်တဲ့ professional တယောက်မဟုတ်ပါဘူးဒါတော့ကျွန်တော် structure ဆွဲပြီးပြီဆိုရင် structure ကိုကျွန်တော်စဉ်းစားတယ်ဆိုရင် share value နဲ့ structure နဲ့ချိန်ပြီးစဉ်းစားတယ်ချိန်ပြီးစဉ်းစားပြီးပြီဆိုရင်ကျွန်တော်တို့ဘာကိုပြန်စဉ်းစားရလဲဆိုကျွန်တော် system ကိုပြန်ချိန်ရတယ် system ဆိုလို့ရှိရင် system ဖြစ်ဖို့ဆိုလို့ရှိရင် P3 လုံးနဲ့တွားရတယ်ပထမ P က process ဒုတိယ P က procedure တတိယ P က policy အဲ့ဒီဟာ၃ခုနဲ့တွားရတယ်တေးကြတဲ့ကျွန်တော်လုပ်ခဲ့တော့အဲ့ဒီဟာတွေကျွန်တော်လုပ်ခဲ့အဓိကကျွန်တော် process က SOP တော့ process တော့ကတခုမှကြော်လို့မရအောင် structure မှာမလုပ်ခင် site design ရတယ်အဲ့ site ပေါ်မူတည် structure ဆွဲရတယ်ဆွဲပြီး structure ပေးလိုက်တဲ့ design ပေါ်မူတည်ပြီးကျွန်တော်အဲ့ design အတိုင်း design ချင်းကိုကျွန်တော်တို့ဒီလုပ်ရတယ်ကြော်ပြီးလဲလုပ်လို့မရဘူး SOP တိုင်းသွားပြီးလုပ်ရတယ်အဲ့မှာ policy တွေရှိရယ် policy ကဘာလဲသူရဲ့ gate ပြည့်သုံးရမှာလား gate ရော့သုံးရမှာလားဘယ်လို quality မျိုးနဲ့သုံးရမှာလားဘယ်လို quality မျိုးနဲ့မသုံးရဘူးလေဒါတွေအကုန်လုံးရှိပြီးတာဘယ်ချိန်မှာလောင်းရမယ်ဘယ်ချိန်မှာဘယ်လိုလောင်းရမယ်ဒီ system နဲ့တည်ဆောက်ခဲ့လားအိမ်တစ်လုံးကကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့လိုတယ်ကျွန်တော်ရောတရားရခိုင်နှုန်းလောက်ခဲ့နိုင်လားလို့ပြောတရားရခိုင်နှုန်းမလောက်ခဲ့နိုင်ပါဘူးဒါပေမဲ့ကျွန်တော်အသက်နိုင်ဆုံးစူးစမ်းပြီးတော့လောက်ခဲ့တယ်အဲ့ဒီရဲ့ result ကလေးကိုပဲကျွန်တော်ပြန်ပြီးတော့ရခဲ့တဲ့ဟာပုံမူတည်ပြီးမှပြန်လည် share ပေးခြင်းဖြစ်ပါတယ်အဲကြောင့် process policy SOP အဓိကအဲ့ဒီအရာတွေပေါ်မူတည်ပြီးမှကျွန်တော်တို့ဒီပုံမှန်လှုပ်ဆောင်ရတယ်အဲကြောင့် site တဲ့မဆမ်းမဲနဲ့အဓိက structure တွေဆွဲတယ်တချို့ဆိုရင်ဘယ်လိုလို့ကျွန်တော်တို့ structure ကဘယ်လိုတိတိကျကျဆွဲနိုင်မှာလဲအဲ့တော့အဲ့ဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကငလျင်တန်းကို structure ဆွဲတဲ့ engineer ကငလျင်တန်းခံနိုင်ဖို့အတွက်ဒီပါသူရဲ့ပညာပိုင်းဆိုင်ရာနဲ့တူတွက်လိုက်မယ်ကျွန်တော်တို့ဘက်က system နဲ့ policy ကျွန်တော် policy ကိုဘယ်လိုကြည့်လဲခုနကရှေ့ပိုင်းမှာပြောထားတယ်ကျွန်တော် share value တွေမှာအိန္ဒိချင်းနိုင်ငံတွေမှာ6ထပ်ရဲ့အထက်မှာမှန်တွေကိုဘယ်လို policy နဲ့ထားရမလဲဥပမာတန်းပါဘယ်လောက်မီလီအနည်းဆုံးရှိရမလဲ12မီလီရှိရမလား
ဒီကြတော့တမ်းမပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုး area မှာဆို lemonade တမ်းမနဲ့ထက်နဲ့ lemonade နဲ့ရှိရမှာလားအဲ့လိုမျိုးဟာတွေသူ့ရဲ့ policy ရှိရယ်အဲ့ဒီဟာတွေကိုကျွန်တော်လေ့လာပြီးမှကျွန်တော်ဒီမှာတိဆောက်ခဲ့ရယ်ဘာကြောင့်မို့တိဆောက်လဲလို့ပြောရင်ကျွန်တော်ရဲ့ share value တန်ဖိုးထားမှုကြောင့်မို့တိဆောက်တယ်အဓိကဒါကြောင့်မို့လို့ကျွန်တော်ဒီအဲ့တိုင်းတိဆောက်ပြီးမှလုပ်ငန်းမှာလုပ်နေတဲ့ labor တွေကိုလည်း step နောက်တစ်လုံး S တစ်လုံးကတော့ step ဖြစ်တယ်အဲ့ဒီဝန်ထမ်းတွေဒီလုပ်ငန်းမှာဘယ်လိုလုပ်ကင်တယ်လဲလောက်ကင်တဲ့အချိန်မှာကျွန်တော်တို့ဘေးကင်းအောင်လုပ်စနစ်တကျလုပ်ရလားဘေးကင်းရလားဆိုတာကျွန်တော်ကြည့်ရသူတို့လုပ်ပုံလုပ်နေတယ်သူတို့လုပ်တာကောင်းကောင်းမွန်မွန်မလုပ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်သူတို့ဆရာနဲ့ပြောတယ်ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်လုပ်ငန်းခွင်ထဲမှာကျွန်တော်အဲ့တော့ကောင်းကောင်းစီမံခန့်ခွဲနောက် S တစ်လုံးဆိုလို့ရှိရင် management style ကျွန်တော်လုပ်ငန်းဒီလုပ်ငန်းလုပ်နေတဲ့တစ်လျှောက်လုံးမှာကျွန်တော်အနီးကပ်လဲလာလေ့လာတယ်အမြဲတမ်းလဲ manage လုပ်တယ်လို့ကျွန်တော်ခရီးသွားလို့ရှိရင်လည်းအမြဲတမ်း CCTV အကုန်တက်ထားတဲ့ area တိုင်းကိုအဲ့ရနေကျွန်တော်အမြဲတမ်း manage လုပ်တယ်ကျွန်တော်ဒီတစ်ပိုင်းစီကိုအကုန်လုံးဒီ S 9လုံးနဲ့အဓိကလှုပ်ဆောင်သွားခြင်းဖြစ်တယ်ဒါကျွန်တော်ရဲ့လှုပ်ဆောင်မှုကိုဒီ S 9လုံးနဲ့ကျွန်တော်ပြန်လည်သုံးသပ်ပြခြင်းဖြစ်ပါတယ်ဒီ 7SD ကျွန်တော်တို့လုပ်ငန်းရှင်တိုင်း CEO တိုင်းအားလုံးကဒီ 7S ကိုလုပ်ငန်းတိုင်းမှာလည်းသုံးရမှာဖြစ်တယ်လို့မိသားစု family ထဲမှာလည်းသုံးရမှာဖြစ်တယ်လို့ဒီလိုအိမ်ဆောက်တဲ့အချိန်မှာလည်းကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တင်ရောငလျင်လောက်တိုင်းငလျင်မလောက်တဲ့စီးပွားရေးကိုလောက်ခတ်မှုမဖြစ်တဲ့စီးပွားရေးကိုတင်လိုချင်ပါတလားလိုချင်နေဆိုရင်ကျွန်တော်တို့ဆိုအခုအဲ့ strategy ကိုတွားနေပါတယ်အဲ့ strategy အဲ့ဒီ visionary ကဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီအဓိက digital transformation ဖြစ်တဲ့ digital product တွေထုတ်တဲ့ software တွေ ERP software တွေဖြစ်ပါတယ်နည်းပညာနဲ့ပတ်သက်တဲ့ software တွေဖြစ်ပါတယ်အဲကြောင့်မို့တင်ရောဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကိုဒဏ်ကိုကာကွယ်မှုရှိတဲ့စီးပွားတစ်ခုလှုပ်ဆောင်နေပြီလားလှုပ်ဆောင်နေပြီဆိုလို့ရှိရင် comment မှာလှုပ်ဆောင်နေကြောင်းလေးဗာလေးလှုပ်ဆောင်နေကြောင်းလေးရေးပေးပါလှုပ်ဆောင်မှုစိတ်ကူးရှိသွားပြီဆိုလို့ရှိရင် comment မှာ visionary လို့ရေးပေးပါ visionary leadership လို့ရေးပေးပါအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်သောနေ့လေးဖြစ်ပါစေ